ချမ်းသာတဲ့အမွေခံသူထီသမီလေးဟာလမ်းသွားလမ်းလာမာဖီးယားကုံဝင်းတယောက်ကိုမြင်မြင်ချင်းချစ်မိသွားခဲ့ပါတယ်။ဒါပေမဲ့သူမကရှီတိုးပြီးဖွင့်ပြောမဲ့အစားသူ့ရဲ့အကြီးအောင်မာရင်လှည့်ထွေသွားခဲ့တယ်။ဘာလို့လဲဆိုတော့အဲ့ဒီလူဟာလေသူမကိုပြန်ချစ်မိသွားပြီဆိုတာကိုသူမလုံးဝယုံကြည်နေလို့ပါ။ဒါပေမဲ့စိတ်ပျက်စရာကောင်းတာကအဲ့ဒီနေ့ညမှာအဲ့ဒီလူဟာပေါ်မလာခဲ့ပါဘူး။ပို့ဆိုတာကသူဟာတခြားမိန်းကလေးတစ်ယောက်နဲ့ပျော်ပျော်ပါးပါးစကားပြောရမောနေတာကိုသူမမြင်လိုက်ရတာပါပဲ။မနာလိုစိတ်တွေဟာသူမစီမှာတခဏချင်းရိုက်ခတ်သွားခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီလူကလေကောင်းလေတန်ရဖို့အပြင်ထွက်လာတဲ့အချိန်မှာသူမကတိုက်ဆိုင်သလိုမျိုးဖြစ်အောင်ကြံစည်လိုက်ပါတယ်။သူမကိုသူတတိထားမိသွားပြီဆိုတာသိချတဲ့အခါမှာတော့သူမဟာသူ့နံပေးကိုရဲရဲဝံ့ဝံ့ရှောက်သွားပြီးသူ့ကိုအဖော်ပြုတ်ပေးဖို့ဘလက်ပေးရမလဲလို့မေးလိုက်ပါတယ်။သူမအာအောသွားတာကတော့အဲ့ဒီလူဟာသူမကိုကြမ်းကြမ်းတန်ဆွဲကြိုင်လိုက်ပြီးသူ့အနာကနေဝေးဝေးမှနေဖို့အေးဆက်ဆက်အမိန့်ပေးလိုက်တာပါပဲ။ဒါပေမဲ့သူဟာနောက်တစ်ချက်တောင်လှည့်မကြည့်ပဲထွက်ခွာသွားတာကိုကြည့်ပြီးအမျိုးသမီးရဲ့နှုတ်ခမ်းတောင်မှာအပြုံးဖြော့ဖြော့လေးတစ်ခုပေါ်လာခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့သူမဟာထိုလူကိုကိုယ်တိုင်တွားရှာပြီးလူပုံအလဲမာရင်သူ့ကိုချစ်ကြောင်းဖွင့်ပြောလိုက်ပါတယ်။အဲ့ဒီလူဟာသူမကိုချစ်နေတာကြားပြီးဆိုပေမဲ့သူ့ရဲ့နှင်းကြပြီးအန်ဒီရများတဲ့အဆင့်အတန်းကသူမတဲ့မထိုက်တန်ဘူးလို့သူကယူဆနေကြတာပါ။သူကသူမကိုနောက်တစ်စိမ်ငင်းတယ်ဖို့လုပ်နေတော့မှတင်စိတ်လှရှားလွန်းလို့ချေချော်လဲသွားမှာတော့တယ်။ကံကောင်းထောက်မှစွာနဲ့ပဲသူမကလင်းလင်းမြန်းမြန်းသူ့ကိုအချိန်မီဖမ်းထိန်ပေးလိုက်ပါတယ်။သူတို့နှစ်ယောက်ရဲ့အကြည့်တွေစုံသွားတဲ့ခဏမှာပဲအဲ့ဒီလူရဲ့ရင်ခုန်တန်ဒီဟာထိမ့်မနိုင်သိမ့်မရမြန်ဆန်လာခဲ့ပါတယ်။သူမကသူနန်းတော်မယ်လို့ထင်နေချိန်မှာပဲသူဟာသူ့ရဲ့အလိုဆန္ဒတွေကိုအတင်းအကျပ်ထိန်းချုပ်ပြီးနောက်လှည့်ကထွက်သွားခဲ့ပြန်ပါတယ်။ဒါတောင်မှအမျိုးသမီးလေးကအရှုံးမပြီးခဲ့ပါဘူး။သူကသူမအပေါ်ထားရှိတဲ့ခန်းစားချက်တွေကိုဝန်ခံလာအောင်လုပ်ဖို့အတွက်သူမဟာသူ့ရဲ့ရန်တော်ကြီးစီကိုတယောက်တည်းသွားရှာပြီးတမင်တကာသွားပြီးရန်စားလိုက်ပါတယ်။ခဏအကြာမှာပဲသူမကိုမာဖီယာဂိုင်းသားအုပ်စုကြီးကဝိုင်းရံပြီးတိုက်ခိုက်ပါတော့တယ်။ဒါပေမဲ့သူမဟာတွန်းဆုတ်မသွားသလိုထွက်လည်းမပြေးခဲ့ပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီလူကသူမကိုလာခဲ့မယ်ဆိုတာကိုသူမကအကျွေးမေ့ယုံကြည်နေလို့ပါ။သူမခံမှန်းထားတဲ့အတိုင်းပါပဲဘေးကနေစောင့်ကြည့်နေတဲ့အဲ့ဒီလူဟာအချိန်မီရောက်ရှိလာခဲ့ပါတယ်။သူကသူမကိုမာဖီယာတွေရဲ့တိုက်ခိုက်မှုကနေကာကွယ်ပေးယူနေမှာကပဲသူမနဲ့အတူတူတိုက်ပွဲဝင်ပြီးသူတို့အားလုံးကိုအလဲထိုးပစ်လိုက်ပါတယ်။မြေပြင်ပေါ်မှာညီးတွားနေတဲ့မာဖီယာတွေကိုကြည့်ပြီးသူမဟာအောင်နိုင်သူတယောက်ရဲ့အပြုံးနဲ့သူ့အနာကိုရှောက်သွားကသူမရဲ့အကူအညီတွေအတွက်သူ့ဘက်ကဘလို့ပြန်ပေးဆက်မလဲလို့မေးလိုက်ပါတယ်။ဒီအချိန်မှာတော့အဲ့ဒီလူဟာနောက်ဆုံးမှာသူ့ရဲ့ခန်းစားချက်တွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါပြီ။သူဟာရှက်ကိုရှက်ကန်းနဲ့လေသူမကိုအတူတူညစာစားဖို့ဖိတ်ခေါ်လိုက်ပါတော့တယ်။နောက်ထပ်ဇာတ်လမ်းကောင်းတွေကြည့်ရှုဖို့ like and subscribe လေးတွေလုပ်ဖို့မမေ့ကြနဲ့အောင်နော်။ comment မှာလည်းဘလို့အကြောင်းအရာလေးတွေကြည့်ချင်လဲရေးသွားပေးကြပါအောင်မျိုးတို့။